ကလားဆိုတဲ့စကလုံးတုံးလိုက်တာကဆဲတာမဟုတ်တယ်လို့နှိမ်ပြီးပြောဆိုတာစော်ကားပြောဆိုတာလည်းလုံးဝမဟုတ်ပါဘူးဒါကိုဟိန္ဒူတွေမွတ်စလင်တွေတော်တော်များများလုံးဝအထင်မှားနေကြပါတယ်ဒီစကလုံးကိုအတုံးချပြီးတော့ဘာသာရေးမိုင်းတိုက်တဲ့လူတချို့ကတက်တက်ကိုရှိနေပါသေးတယ်တချို့ကတော့နှိမ်တဲ့သဘောနဲ့စော်ကားတဲ့သဘောနဲ့ပြောဆိုကြတာရှိပေမဲ့တချို့ကတော့ချစ်စနိုးနဲ့ခေါ်ဆိုကြပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ကိုကလားလို့ကလားလေးလို့စသည်ဖြစ်ပေါ့နော်တချို့ကြတော့လည်းမမတ်ရန်ပြောဆိုတာရှိတယ်ပေါ့နော်စော်ကားပြီးပြောဆိုတာခွဲခြားပြီးပြောဆိုတာရှိတယ်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကလေးတယောက်ကထမင်းမစားဘူးဆိုရင်မြန်စားတော့မစားဘူးဆိုရင်ကလားကြီးကလာဖမ်းလိုက်မယ်ပေါ့အဲ့လိုမျိုးပြောဆိုတဲ့စကားလိုက်များလာတဲ့အချိန်မှာတော့ဒီငငယ်လေးတဲ့ဒီကလေးရဲ့စိတ်ထဲမှာဒီလူမျိုးကြီးခွဲခြားတဲ့ဝါဒကြီးတစ်ခုဖြန့်လိုက်တယ်လို့ပဲပေါ့နော်တချို့ကတော့ဘာမှမယူရဘဲနဲ့ပြောလိုက်ပေမဲ့ဒါပေမဲ့အဲ့လိုပုံစံမျိုးတစ်ဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာတယ်ပေါ့နော်တချို့ကချစ်စလုံးနဲ့ခေါ်ဆိုကြပေမဲ့တချို့ကတော့ဒီလိုမျိုးစော်ကားပြီးခေါ်ဆိုတာနှိမ်ပြီးပြောဆိုတာတွေလည်းရှိနေရပေါ့နော်ဒီလိုမျိုးကလားလို့ခေါ်ဆိုရတဲ့နောက်ကွယ်မှာလည်းအကြောင်းအရာတစ်ခုကရှိနေပါသေးတယ်ကျွန်တော်ကတော့အဲ့ဒီအကြောင်းဆက်ပြီးတော့ပြောပြပါမယ်ကျွန်တော်တော့ဘုဒ္ဓရာမြောက်ပြီးတော့ကိုစော်ထောင်းပဲဖြစ်ပါတယ်ကလားဆိုတာလူမျိုးမဟုတ်ပါဘူးစကားလုံးတစ်လုံးပါအမှန်တော့ကလားမဟုတ်ပဲနဲ့ကူလာပါကူလာဆိုတာတော့ Sanskrit စကားဖြစ်ပြီးတော့အတိတ်ဘယ်ကအများကြီးကိုရှိနေပါတယ်ဒါပေမဲ့အကြမ်းမြင်ပြောရမယ်ဆိုရင်တော့အုပ်စုလို့ပြောလို့ရပါတယ်ကိုလိုနီခေတ်တုန်းကအိန္ဒိယဘက်ကနေမြန်မာပြည်မှာတထေးတွေကကုန်သွယ်ဖို့လာရောက်ခဲ့ကြပါတယ်အဲဒီတုန်းကဘင်္ဂလားဒေ့ရှ်ပါကစ္စတန်ဆိုပြီးနိုင်ငံနှစ်ခုကမရှိသေးပါဘူးအကောလုံးကအိန္ဒိယလူမျိုးတွေပါအဲ့ဒီအချိန်မှာသူတို့အချင်းချင်းကုန်သွယ်ဖို့အတွက်ကူလာဆိုတဲ့စကားလုံးကအသုံးများပါတယ်ကူလာဆိုတာကတော့မင်းကဘာအုပ်စုဝင်လဲဆိုပြီးမေးတာပါတယောက်နဲ့တယောက်ပို့ပြီးတော့ခင်မင်မှုရအောင်သူတို့နှစ်ယောက်အချင်းချင်းမိတ်ဆွေဖွဲ့ပြီးတော့လုပ်ငန်းတွေပို့ပြီးတိုးချဲ့နိုင်အောင်မင်္ဂလာဆောင်ဖို့ပို့ပြီးတော့အဆင်ပြေအောင်ဆိုပြီးတော့မင်းကဘာကူလာလဲဆိုပြီးတော့မေးလေးရှိပါတယ်အရင်တော့ဆိုရင်မင်းကဘာဘာသာဝင်လဲမင်းကဘာလူမျိုးလဲဆိုရင်မမေးပါဘူးအယုံဆုံးမေးတာကြတော့မင်းကဘာကူလာလဲဆိုပြီးတော့မေးလေးရှိတာပါဒီလိုမျိုးလူတွေကအားနေကူလာဆိုပြီးပြောနေတဲ့အချိန်မှာမြန်မာတွေကလည်းသူတို့ကိုကူလာအုပ်စုဆိုပြီးတော့နာမည်ပြောင်းပေးလိုက်ပါလေရောရှင်းရှင်းလေးပြောရမယ်ဆိုရင်ဒီကိုလာတဲ့တဲမှာသီရိလင်္ကာအိန္ဒိယအခုကွဲထွက်သွားတဲ့ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်ကလူတွေကမျက်နှာတွေတော်တော်လေးကိုဆင်တူနေကြပါတယ်သူတို့အားလုံးကိုလိုက်ပြီးပြောနေရင်အဆင်မပြေလို့ဆိုပြီးတော့ကူလာဆိုပြီးတော့အတူကောက်နာမည်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးဒီလိုမျိုးကူလာဆိုပြီးသုံးတာများလာတဲ့အချိန်မှာဆိုကလားဆိုပြီးဖြစ်ပေါ်လာခဲ့တာပါဒီကလားဆိုတာကလည်းကျွန်တော်လေ့လာစားကြောကျွန်တော်ပြောပြတာပဲဖြစ်ပါတယ်နောက်တစ်ခု theory တစ်ခုရှိနေပါသေးတယ်အဲ့ဒါဘာလဲဆိုတော့အိန္ဒိယတွေမွတ်စလင်တွေကဒီနိုင်ငံခြားကနေပြီးတော့လာပြီးမြန်မာပြည်မှာလာရောက်ပြီးအခြေချနေထိုင်ခဲ့ကြပါတယ်အဲ့လိုမျိုးမြေတစ်ဖက်ခန်းကနေဒီဘက်ကိုကူးလာတဲ့အတွက်ကူးလာဆိုပြီးတော့ပြောဆိုကြပါတယ်ဒီလိုမျိုးကူးလာကြာလာများလာတဲ့အချိန်မှာဆိုတော့ကူးလာကနေကလားဖြစ်ပေါ်လာခဲ့တာပါဒါကတော့နောက်တစ်ခု theory တစ်ခုပဲဖြစ်ပါတယ်အဲ့တဲကလူတချို့ကလည်းမြန်မာနိုင်ငံထဲမှာအခြေစိုက်တဲ့အချိန်မှာတော့အလုသမားတချို့ကလည်းမြန်မာတွေရဲ့အိမ်မှာအလုလုပ်ခဲ့ကြပါတယ်အောက်ခြေသေးကအစလုပ်ခဲ့ကြတာပါဒီလိုမျိုးကိုယ့်အိမ်မှာအလုလုပ်ကြတော့နှိမ်ချင်တဲ့လူကနှိမ်တာပေါ့တချို့ကလည်းဒီကလားဆိုတဲ့စကားလုံးကိုနှိမ်တယ်လို့ပြောခဲ့တဲ့လူတွေကလည်းရှိနေပါတယ်တချို့ကလည်းဒီဟာကနှိမ်တယ်လို့ကိုမယူဆတာကြပါဘူးအဲ့ဒါကြောင့်အိန္ဒိယမွတ်စလင်ဂရခါဘင်္ဂါလီစတဲ့လူမျိုးတွေအကောလုံးကမျက်နှာချင်းစင်တူနေတော့တရားတွေအားလုံးကိုချုံခေါ်တဲ့အနေနဲ့ကလားဆိုပြီးတော့စကားလုံးကိုတုံးခဲ့ကြတာပဲဖြစ်ပါတယ်ဒီစကားတော့နောက်ပိုင်းမှာတော့ပါဝါတော်တော်လေးကိုနည်းွားတယ်လို့ပြောလို့ရပါတယ်ဒီစကားကိုကြားတဲ့အခါကြားလို့ရှိရင်ဒါကလုံးဝနှိမ်တာမဟုတ်ဆိုလဲလူတွေကလည်းတဖြည်းဖြည်းနဲ့နားလည်လာခဲ့ကြပါတယ်ဒါတော့ကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောပြချင်တာပဲဖြစ်ပါတယ်မိတ်ဆွေကဘာလူမျိုးပဲဖြစ်နေပါစေဘယ်နေရာပဲရောက်နေပါစေကိုကအဲ့နေရာမှာမတူညီဘူးဆိုရင်တော့လုံးဝခွဲခြားခံရမှာပဲဖြစ်ပါတယ်ကျွန်တော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မြန်မာပြည်ကလူတွေကနိုင်ငံခြားသွားတဲ့အခါမှာလဲမြန်မာဆိုပြီးခွဲခြားတယ်ဗောနော်ထိုင်းရောက်တဲ့အခါကြားလို့ရှိရင်လဲထိုင်းကလူတွေကခွဲခြားတာပဲဗောနော်အကောလုံးကမခွဲခြားဘူးဆိုရင်တော့တချို့တလေကတော့ခွဲခြားတာဗောနော်ကိုကစိတ်ညစ်နေဖို့မလို့ကိုတိုင်းတာမာနေဖို့ပဲလိုတယ်ဗောနော်မိတ်ဆွေတို့က TikTok အကောင့်တွေ YouTube channel တွေ Facebook page တွေဝယ်ယူချင်တယ်ဆိုတော့ကျွန်တော်ဒီမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရသလိုဒီ Telegram user name ကိုလာရောက်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဘူးတရိုင်မြောက်ပြီးတဲ့ကိုစော်ထောင်းအောင်ပဲဖြစ်ပါတယ်